ဒီမင်းကလေးကများအိပ်ပျော်သွားတိုင်းသူ့ရဲ့တကိုယ်လုံးမှာစီးနှင်းခဲတွေဖုံးလွှမ်းသွားလိမ့်ရှိပါတယ်တကယ်တော့ဒါဟာသူ့ကိုစိတ်ကြိုက်ချုပ်ကင်ထားနိုင်ဖို့အတွက်သူ့ဖေရင်းကငယ်ငယ်ကလေးကသူ့ခန္ဓာကိုယ်ထဲထည့်ထားခဲ့တဲ့အစိတ်တစ်မျိုးပဲဖြစ်ပါတယ်အဖေကိုင်းတာကိုနာခံရင်နာခံတဲ့လောက်ပဲအစိတ်ဖြည့်စေးတစ်စိတ်တစ်ပိုင်းကိုသူရနိုင်တာပါဒီလိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေကနေလွတ်မြောက်ဖို့အတွက်တနိဋ္ဌာန်ချထားတဲ့မင်းကလေးဟာဘလို့နည်းနဲ့ဖြစ်ဖြစ်ထွက်ပြေးဖို့အခွင့်အရေးရှာနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရေနက်သမီးလေးတစ်ကောင်ပေါ်လာတာဟာသူ့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့နမင်းပြိုကရေနက်သမီးလေးကိုစကားပြောအောင်လုပ်နိုင်တဲ့သူဘယ်သူမဆိုဆန္ဒတစ်ခုတောင်းဆိုခွင့်ပေးမယ်လို့လူတိုင်းကိုကတိပေးထားလို့ပါပဲပြဿနာကတော့သူ့ရဲ့ပြိုင်ဘက်ကလည်းဒီပြိုင်ပွဲတွေကိုဝင်ပါချင်နေတာပါအနိုင်ရဖို့အတွက်အဲ့ဒီပြိုင်ဘက်ဟာရေနက်သမီးလေးကိုအရင်ဆုံးရဲရဲဆက်ဆက်နှိပ်စက်ပါတော့တယ်ရေနက်သမီးရဲ့အမီးကိုရိုက်နှက်ချုပ်ကင်ထားယုံတင်မကပဲမိုးကျိုးနတ်မင်းရဲ့စွမ်းအားကိုပါဆင့်ခေါ်ပြီးအဆက်မပြတ်တိုက်ခိုက်နှိပ်စက်ခဲ့ပါတယ်ဒါပေမဲ့ဒီလောက်ရက်ကမင်းကလေးအတွက်တော့ဝမ်းသာစရာဖြစ်သွားတယ်ဆိုတာကိုအဲ့ဒီပြိုင်ဘက်ကမသိခဲ့ပါဘူးပြိုင်ဘက်မရှိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးရေနက်သမီးလေးကိုကယ်တင်ဖို့သူစီစဉ်လိုက်ပါတယ်အဲ့ဒီပြိုင်ဘက်ထွက်သွားပြီးတဲ့နောက်မှာတော့မင်းကလေးပေါ်လာခဲ့ပါတယ်သူကရေနက်သမီးလေးကိုနာကျင်အောင်မလုပ်ဘူးဆိုတာညင်ညင်သာသာလေးပြောပြပြီးအမီးမှာစိုက်နေတဲ့မြားကိုဆွဲနှုတ်ပေးဖို့လုပ်ပါတယ်ဒါပေမဲ့မြားကိုကိုင်လိုက်တာနဲ့တပြိုင်နက်မော်ဂါထာတစ်ခုပွင့်သွားပါတော့တယ်အဲ့ဒီမြားကရေနက်သမီးလေးကိုထပ်ပြီးအရှိန်နဲ့စိုက်ဝင်တော့မဲ့ချိန်မှာပဲမင်းကလေးကသူ့ရဲ့မော်စွမ်းအားကိုတုံးပြီးမြားကိုအေးခဲပစ်လိုက်ကဆက်မရွေ့ရနိုင်အောင်အမြန်တားဆီးလိုက်ရပါတယ်ဒါပေမဲ့လည်းအဲ့ဒီမြားရဲ့စွမ်းအားကပြင်းထန်လွန်းလာပါတယ်မင်းကလေးကမြားကိုမနှဲအောင်ကာကွယ်လိုက်ရတာကြောင့်သွေးတွေပါအန်ထွက်လာခဲ့ပါတယ်ဒီလိုအသက်ဆွန့်ပြီးကဲတင်ခဲ့တဲ့လောက်ရကြောင့်ပဲရေနက်သမီးလေးဟာမင်းကလေးပေါ်ထားရှိတဲ့တန်တရားနဲ့ရန်လိုစိတ်တွေနောက်ဆုံးမှာလုံးဝပျောက်ကွယ်သွားပါတော့တယ်